recap video တစ်ပုတ်လုပ်ဖို့ဟာ3မိနစ်တောင်မကြာပါဘူး recap တစ်ပုတ်ရဖို့လည်းမြန်မာငွေ1000လောက်ပဲကုန်ပါတယ်တစ်ပုတ်ကုန်မှ1000ဆိုတော့အေးစစ်စစ်အကြိုက်သုံးလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်က recap video လုပ်တဲ့နည်းတွေကိုပြောပြပေးသွားပါမယ်ကျွန်တော်ရဲ့ AI2 နဲ့လုပ်တဲ့နည်းလည်းပါမယ်ကိုယ်တိုင်လုပ်ချင်တဲ့လူတွေအတွက်လည်းဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်အကုန်လုံးအစားဆုံးလုပ်ပြပေးပါမယ် Okay ဒီမှာဆိုရင်ဒီဗီဒီယိုဆိုလို့ရှိရင်ဒါကျမကြီးနဲ့ပတ်သက်တဲ့ sorry လူခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ဟာပေါ့ဗျာနော်အဲဒါကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ protein အကြောင်းပြောထားတဲ့ဗီဒီယိုပေါ့အဲ့လိုဗီဒီယိုမျိုးတွေလည်းပြန်လုပ်လို့ရတာပဲနောက်တစ်ခုကကျတော့ဒါကျွန်တော်တို့ငှက်တကောင်အကြောင်းပေါ့ပြောမယ်ဆိုလို့ရှိရင်ငုံလိုမျိုးပါပဲဆိုတော့ဒီလိုဗီဒီယိုတွေလည်းပြန်လုပ်လို့ရတယ်အများကြီးเนาะကျွန်တော်နောက်တစ်ခုပြအောင်မယ် Okay ဒီဟာဆိုလို့ရှိရင်ဒါပါကစ္စတန်မှာရေရင်းတူးတဲ့ဟာကိုကျွန်တော် recap လုပ်ထားတာဗျာဒါကိုကျွန်တော်တို့မြန်မာလိုပြန်လုပ်လို့ရတယ်နော်ဒါနောက်တစ်ခုဒါကကြတော့ကျွန်တော်တို့အစုပ်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ဟာပေါ့နော်လူခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းနဲ့ပတ်သက်တဲ့ပုဂ္ဂတုတာတွေပေါ့ဒါတွေလည်းလူကြိုက်များတာပဲနော်โอเคဒါကကြတော့ပင်လယ်ဖြန်လေးတွေပေါ့နော်အော်ဒါလေးတွေအကြောင်းပြောထားတဲ့ဗီဒီယိုအဲ့တော့ကျွန်တော်တို့ဒါနမူနာပြတာပေါ့နော်ကိုကြိုက်တာကိုလုပ်လို့ရတယ်အများကြီးပဲနော်ဒီအားကစားနဲ့ပတ်သက်တဲ့ recap တွေရောတခြားပုဂ္ဂတုတာတွေရောသိပ္ပံရောအစုံပေါ့ဗျာအများကြီးရှိပါတယ်နော်Okay ကျွန်တော်ဒီဗီဒီယိုလေးကိုယူလိုက်ပါမယ်။ down လာတော့ကိုကြိုက်တဲ့နေရာကနေ down လို့ရတယ်ကျွန်တော် AI2 တွေရပဲသွားပြီးတော့ down လိုက်ပါတော့မယ်နော်။တခါလေးတန်းပြီးတော့ရအောင်လို့ပေါ့နော်။ Okay ဗီဒီယိုလေး down ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ AI2 ထဲမှာဒီ auto recap AI ဆိုတာရှိပါတယ်။ auto recap လို့ခေါ်ပါတယ်။အဲဒီထဲမှာကျွန်တော်တို့က translate recap ရဲ့ original recap ရဲ့ own voice recap ရဲ့3ခုရှိပါတယ်။ translate recap ဆိုတာကျွန်တော်ခုနပြခဲ့တဲ့ဗီဒီယိုမျိုးတွေကိုပြန်လုပ်တာပါ။ original recap ဆိုတာကအဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းမူရင်ဗီဒီယို clip ကြီးပဲ recap လုပ်ထားတဲ့ဟာမပါဘူးအဲ့ဒါအောင်မှကိုက recap အနေနဲ့ပြန်လုပ်ချင်တယ်ဆိုရင်ဒါကိုသုံးလို့ရတယ် own voice recap ကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်အတန်နဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ် translate recap ကကြတော့ဒါ AI အတန်နဲ့ recap လုပ်တာပေါ့နော်အဲ့တော့ translate နဲ့ own voice ကဘာပဲကွာတာလဲဆိုတော့နောက်ခံစကားပြောကိုယ်ပိုင်အတန်သုံးပါလား AI အတန်သုံးပါလားဒါပဲကွာပါတယ်နော်ကိုယ်ပိုင်အတန်သုံးချင်တဲ့လူတွေတော့ကဒါသုံးလို့ရပါတယ်အဲ့တော့ပုံမြန်သွားအောင်လို့ပြန်တော့ကျွန်တော် translate recap နဲ့ပဲစမ်းပြလိုက်ပါမယ်နော်အဲ့တော့ဗီဒီယိုလေးထည့်လိုက်ပါမယ်ခုနကဒါ order ဗီဒီယိုလေး10မိနစ်ပဲရှိပါတယ်ဆိုတော့ credit က17ခုပဲကုန်ပါမယ် credit 17ခုပဲကုန်မှာဖြစ်တဲ့အတွက်ကြောင့်ဒါမြန်မာငွေ1000ဝန်းကျင်ပဲရှိပါတယ်တစ်ပုတ်ကုန်မှာနော်ပြီးရင်ကျွန်တော်ဒီမှာ logo ရှိရင် logo ထည့်မယ်ပြီးရင်ဒီမှာ background music လည်းထည့်လို့ရပါတယ်နောက်ခံတချင်းတန်လေးပေါ့နော်ကိုကထည့်ချင်တယ်ဆိုရင်ထည့်မထည့်ချင်လည်းရတယ်ပြဿနာမရှိဘူးနော်ကျွန်တော်ဒီဗီဒီယိုမှာတော့မထည့်ပြတော့ဘူးနော်ထည့်မယ်ဆိုလို့ရှိရင် background music လေးရွေးပေးလိုက်ရုံပဲပြီးဒီမှာ blur effect နော်အဲ့တော့ဗီဒီယိုရဲ့ ratio ကိုကျွန်တော်မှန်အောင်ရွေးပေးလိုက်မယ် blur effect ကကြတော့အဓိကတော့ကျွန်တော်ဒီစာတန်းထိုးကိုအုပ်မှာပေါ့ဗျာနော်စာတန်းထိုးကိုအုပ်ဖို့သုံးတာပါ blur effect ကအဲ့တော့ဒီမှာကျွန်တော်တို့အုပ်ပေးထားလိုက်ပြီဆိုလို့ရှိရင်ရပြီဗျာနောက် freeze frame ကကြတော့အဓိကတော့ copyright မညှိအောင်သုံးတဲ့အပိုင်းမှာfreeze frame သုံးမယ်ဆိုလို့ရှိရင် interval 3 duration 3လောက်ထားပါအဆင်ပြေပါတယ်နော်အဲ့တော့နောက်ခံစကားပြောအတန်ကိုကျွန်တော်တို့ဒီ HTTPS ပဲကျွန်တော်သုံးလိုက်ပါမယ်ဘာသာစကားကမြန်မာလိုကျွန်တော်လုပ်မှာဆိုတော့ Burmese ရွေးထားလိုက်ပြီပြီးရင်ဒီ splitting clip ဆိုတာကြတော့ဗီဒီယိုကိုအပိုင်းလေးပိုင်းပြီးလုပ်တယ် splitting ကဘာလို့ပိုင်းတာလဲဆိုတော့နောက်ခံစကားပြောနဲ့ရှေ့မှာပြတဲ့ရုပ်ပုံတွေနဲ့ကိုက်ညီနေဖို့ပါလွဲနေတာမျိုးမဖြစ်အောင်လို့ splitting သုံးတာပါအဲ့တော့ကျွန်တော်တို့ဒါတွေရွေးပြီးသွားပြီဆိုလို့ရှိရင်တန်းပြီးတော့ထုတ်လိုက်ရုံပါပဲကျွန်တော်ဗီဒီယိုစမ်းသပ်ခြင်းမှာပြောသလို3မိနစ်တောင်မကြာပါဘူးခဏလေးနဲ့ထွက်လာပါလိမ့်မယ်Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်2နာရီ28မိနစ်ကနေကျွန်တော်စလိုက်တယ်29မှာပြီးသွားတယ်ဆိုတော့2မိနစ်တွင်တခါလေးတန်းရတာပါကျွန်တော်ဖွင့်ပြပါမယ်နော် Okay ဗီဒီယိုကတော့ဒီလိုလေးပေါ့နော်ခုနရက်သွားတယ်ဆိုတာက freeze frame ထည့်ထားလို့ပါအဲ့ဒါလေးကတော့ကိုက copyright ချင်းတင်မမိချင်ဘူးဆိုလို့ရှိရင်ထည့်သင့်ပါတယ်နော်ဒါကကျွန်တော်ရဲ့ AI2 နဲ့လုပ်တဲ့နည်းပါအဲ့လိုမဟုတ်ဘူးကိုက AI2 သုံးဖို့မတက်နိုင်သေးဘူးကိုယ်တိုင်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့လုပ်လို့ရတယ်ဒါပေမဲ့အချိန်ကတော့ပိုကြာသွားမယ်လုပ်ရတဲ့အဆင့်လေးတွေနည်းနည်းများမယ်ဒါပေမဲ့လုပ်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လုပ်မဲ့လူတွေတော့ဘယ်လိုလုပ်လို့ရမလဲဆိုတာကိုထပ်ပြီးတော့လုပ်ပြပေးပါမယ်ဒီ AI2 လေးကိုဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်မှာAI2 plan က2မျိုးရှိပါတယ်ဒီ recap လုပ်ချင်တာဆိုလို့ရှိရင်တော့62,000တန် plan လေးကိုဝယ်ပြီးမှအဆင်ပြေပါမယ်ဒီထဲမှာ credit 450ပါပါမယ် credit 450ပါမယ်ဆိုတော့ခုနလိုမျိုး10မိနစ်ခွဲအောက်ဗီဒီယိုမျိုးလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့အပုတ်45ပုတ်လောက်ထိလုပ်လို့ရပါမယ်နော် Okay ကိုယ်တိုင်လုပ်ချင်တဲ့လူတွေအတွက်ကနောက်ဗီဒီယိုအပိုင်း2ကလေးကိုတစ်ချက်စောင့်ကြည့်ပေးပါအားလုံးကြည့်ပြကျေးဇူးပါ